Tatama gain your dom biro, area ne, do the charging. Hobina. Or the manamacha maga, a layer, don't the macha centimeter ne, and then net the mali, centimeter shido, down must to gain area go, cha mele. Also, any ma a layer and then a pay an article down must to gain area of Charlie Bondini. Or area do the Charlie Bondinia, she might be that. Hobina. Or area Bondinia, area of Lieutenant Swing, a layer and then, yeah. ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင် area ကိုရှာလို့ရပြီအဲ့ဒါဆိုရင်ဒီမှာကြည့်ရအောင်သူကဒီမှာစင်တီမီတာတွေနဲ့ပေးထားတယ်ဟုတ်ပြီနော်ပြီးရင်ဒီမှာတသမကိန်းတွေနဲ့ပေးထားတယ်နော်ရှေ့မှာလို့ကိန်းမြေတွေနဲ့မဟုတ်တော့ဘူးအော်ဒီမှာနံပါတ်ကကြီးမှာမေးထားတယ်တောင်းမှန်စတူကန်နဲ့1မီလီမီတာအနားများရှိသည့်စတူရန်မြင်းများပါသနည်းတဲ့အော်ဒီမှာ1မီလီမီတာဟုတ်ပြီနော်သူကဒီမှာမေးထားတာမီလီမီတာနဲ့မေးထားတယ်ပေးထားတာကျတော့စင်တီမီတာနဲ့ပေးထားတာအော်ဒီအားလုံးဟုတ်ပြီနော်အော်ဒီအတွင်းထဲမှာ1မီလီမီတာအနားပါတဲ့စတူရန်အကွက်ဘယ်နှကွက်ရှိမလဲလို့ပေးထားတယ်အဲ့ဒါဆိုလို့ရှိရင်သူကစင်တီမီတာပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လိုချင်တာဒီမီလီမီတာဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့စင်တီမီတာကိုဘာပြောင်းပေးဖို့လိုလဲဆိုရင်မီလီမီတာပြောင်းပေးဖို့လိုတယ်အဲ့ဒါဆိုရင်စင်တီမီတာနဲ့မီလီမီတာကြားဆက်သွယ်ချက်ကိုတည်ဖို့လိုတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်1စင်တီမီတာမှာဘယ်လောက်မီလီမီတာရှိလဲโอเคအဲ့တော့1စင်တီမီတာမှာ10မီလီမီတာရှိတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်စင်တီမီတာကိုမီလီမီတာပြောင်းနေတယ်ဆိုလို့ရှိရင်10နဲ့မြောက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်3.6စင်တီမီတာကိုမီလီမီတာပြောင်းရင်10နဲ့မြောက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ2.4စင်တီမီတာကိုလည်းအဲ့လိုပဲမီလီမီတာပြောင်းရင်10နဲ့မြောက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်မြောက်အဲ့ဆိုဒီမှာ16လီ60ဆိုတော့ဒီမှာ3ရရင်6တယ်ဟုတ်ပြီနော်33လီ30နဲ့ဒီ6နဲ့ပေါင်းတော့36အော်ဒီမှာတသမစုပေါင်းတသမရဲ့နောက်မှာတစ်လုံးပဲရှိရောတနည်းအားဖြင့်တော့36တသမ3ညဟုတ်ပြီနော်အဲ့လိုပဲဒီမှာ2တသမ4ကိုလည်း10နဲ့မြောက်မှာအဲ့တော့14လီ40 10နဲ့လီ20နဲ့4နဲ့ပေါင်းတော့24အဲ့တော့ဒီမှာတသမတစ်လုံးမဲပါတဲ့အတွက်ဒီမှာတသမတနည်းအားဖြင့်တော့24ဆိုပြီးရမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတသမနောက်က3ညကမရင်းရင်လည်းရတယ်ဆိုတော့36အဲ့ဒါကြောင့်ဒီမှာ36ဖြစ်သွားပြီဟုတ်ပြီနော်ပြီးရင်ဒီမှာအမြောက်ဒီမှာလည်းတသမနောက်က3ညဆိုတော့ရှန့်ခဲ့လို့ရတယ်အဲ့တော့ဒီမှာ36မြောက်24ဟုတ်ပြီနော်ဒါဒီဘာကြောင့်ဒီလိုမျိုးဖြစ်သွားလဲဆိုရင်မီလီမီတာပြောင်းလိုက်တာမို့လို့ဟုတ်ပြီနော်အဲ့ဒါဆိုရင်36နဲ့24ကိုရှာပြီးတော့မြောက်ကြည့်မယ်နော်အဲ့ဆိုရင်ဒီမှာ46လီ24လီ4ရေ2တယ်ဟုတ်ပြီနော်အဲ့တော့43လီ12နဲ့2နဲ့ပေါင်းတော့14အဲ့ဆိုဒီမှာ2နဲ့ထပ်မြောက်မယ်6လီ12 2ရေ1 3လီ6 1နဲ့ပေါင်းတော့9ဟုတ်ပြီနော်အဲ့ဆို